လာမယ့်ရာသီမှာခေါ်ယူမဲ့ကစားသမားစင်းကိုကြိုတင်ပြုစုထားတဲ့ United Manchester United ကလာမယ့်နွေရာသီပြောင်းရွှေ့မှာအသင်းကိုကြီးကျယ်ပြောင်းလဲမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။နာမည်ကျော်သတင်းဌာနတွေရဲ့ဖော်ပြချက်အရ United ဟာ Rashford, Anthony, Sancho တို့ပါဝင်အသင်းမှာရှိနေတဲ့ကစားသမား10ယောက်ထိကိုရှင်းထုတ်သွားမယ်လို့သိရပါတယ်။ Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ United ကတိုက်စစ်မှုဟွာလန်၊ကွင်းလယ်ကမေဆာမောက် Eriksen Casemiro နောက်တန်းကလင်ဒီလော့၊အီဗန်တော်ဟီတန်တို့ပါဝင်အငှားထွက်ကစားနေတဲ့ဆန်ချို၊ရက်ရှ်ဖို့နဲ့အန်တိုနီတို့ကိုပါရှင်းထုတ်သွားမှာဖြစ်ပါတယ်။ဒီကစားသမားတွေကိုရှင်းထုတ်မှုကနေပေါင်တန်း150လောက်ထွက်လာဖို့မျှော်လင့်နေပြီးအဲ့ဒီငွေကြေးတွေနဲ့အမိုရင်ရဲ့ကစားကွက်မှာအံဝင်မဲ့ကစားသမားတွေကိုပြန်လည်ခေါ်ယူသွားဖို့ရှိနေပါတယ်။ United ကလာမယ့်ရာသီမှာတိုက်စစ်မှုတူကွင်းလယ်ကစားသမားတူဘေးနောက်ခံလူတူကိုဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီးတော့အဲ့ဒီအတွက်လည်းခုချိန်ကလေးကကစားသမားတွေကိုကြိုတင်စည်ရင်းပြုစုထားပြီးလည်းဖြစ်ပါတယ်။တိုက်စစ်ပိုင်းအတွက် United ရဲ့အဓိကပြစ်မှတ်က Sporting တိုက်စစ်မှု Victor Gyökeres ပဲဖြစ်ပါတယ်။ Gyökeres ဟာအမိုရင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့သူဖြစ်ပြီးတော့ဆွီဒင်သားကနောက်ဆုံးကစားခဲ့တဲ့2ရာသီမှာပြိုင်ပွဲဆောင်သွင်းကို86ကိုထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ Sporting ဘက်က Gyökeres ကိုရောင်းထုတ်သွားဖို့ဆန္ဒမရှိပေမဲ့ကစားသမားနဲ့သဘောတူညီချက်အရပေါင်တန်း60ဝန်းကျင်ရရှိမယ်ဆိုရင်ထွက်ခွာခွင့်ပေးသွားဖို့အဆင်သင့်ရှိနေပါတယ်။ဒါပေမဲ့ Gyökeres ဟာ Sporting ကနေထွက်ခွာပြမယ်ဆိုရင်တော့မှချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းမှာပဲကစားချင်နေတာကြောင့်လာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်မသေးကြသေးတဲ့ United အတွက်တော့အခက်အခဲတစ်ခုဖြစ်နေပါတယ်။ United အနေနဲ့ Gyökeres ကိုမခေါ်ယူနိုင်ခဲ့ရင် Galatasaray ကိုအငှားထွက်ကစားနေတဲ့ Osimhen ကိုပြောင်းလဲခေါ်ယူသွားမှာဖြစ်ပါတယ်။ Osimhen ကိုယ်တိုင်ကလည်း United ကိုပြောင်းရွှေ့ဖို့အလံဖွင့်ပေးထားပြီးကစားသမားစာချုပ်ထက်သိန်းကြီးယူရို88တန်းဟာလာမယ့်ရာသီမှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။ United အနေနဲ့ဒီကစားသမားနှုတ်စလုံးကိုမခေါ်ယူနိုင်ဘူးဆိုရင်တော့ Frankfurt အသင်းရဲ့လူငယ်တိုက်စစ်မှု Ekitike နဲ့ Leipzig လူငယ်တိုက်စစ်မှု Benjamin Saka ကိုခေါ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ United ရဲ့ကွင်းလယ်ရေဒါတဲမှာတော့ Atalanta ကွင်းလယ်လူ Ederson နဲ့ Crystal Palace ကွင်းလယ်လူ Wharton တို့ကဦးစားပေးပြစ်မှတ်တွေဖြစ်နေပါတယ်။လာမယ့်ရာသီမှာ Eriksen နဲ့ Casemiro တို့ကိုလည်းရှင်းထုတ်သွားမှာဖြစ်တဲ့အတွက်မိုင်နူရဲ့အနာဂတ်ကလည်းမသေးချာမရေရာအနေအထားတွေဖြစ်နေတာကြောင့်တရဲနီတို့အနေနဲ့ကွင်းလယ်ပိုင်းကိုတော့မဖြစ်မနေဖြည့်တင်သွားရမှာဖြစ်ပါတယ်။ဒါအပြင်ဝင်းဘက်ကစားသမားတယောက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးအင်တာမီလန်က De Vrij, Bayern Munich က Alphonso Davies, Theo Hernandez တို့ကိုဦးစားပေးပြစ်မှတ်ဖြစ်သတ်မှတ်ထားပါတယ်။ဒီကစားသမား3စလုံးကလာမယ့်ရာသီမှာသက်ဆိုင်ရာအသင်းတွေကနေထွက်ခွာဖို့ရေပန်းစားနေတာဖြစ်ပြီးတော့ United အနေနဲ့အနည်းဆုံးပေါင်တန်း60ဝန်းကျင်အသုံးပြုရဖို့ရှိနေပါတယ်။တကယ်လို့ဒီကစားသမားတွေကိုမခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ Benfica မှာခြေစွမ်းပြကစားနေတဲ့တင်းရဲ့အကယ်ဒမီကျယ်ပွင့်ကစားသမားလေး Alvaro Fernandez ကိုပြန်လည်ခေါ်ယူသွားဖို့ရှိနေပါတယ်။ United နီးပြအမိုရင်က Onana ရဲ့ခြေတွေကိုစောင့်ကြည့်ပြီးတော့လက်ကျန်ပွဲစဉ်တွေကိုအမားတွေထပ်လုပ်မယ်ဆိုရင်တော့ဂိုးသမားတိုးကိုပါထပ်ခေါ်သွားဖို့ရှိနေပါတယ်။ဒါအပြင်တွင်တန်ဟာလည်းထပ်ခေါ်သွားမှာဖြစ်တာကြောင့် Onana ပေါ်မူတည်ပြီးပထမဦးစားပေးဂိုးသမားနဲ့ဒုတိယဦးစားပေးဂိုးသမားကိုရွေးချယ်ခေါ်ယူသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစီရှင်။